자려고 누웠는데 갑자기 너에 대한 생각에 잠겨 안녕하세요 여러분 아리랑입니다. 희마 디드신 사달리데가 의료군에 는데 문법리고 릴라 비비소로 디다가 나우소 문법리 피데 에데해서 소래 문법리고 릴라 사밤에 에데해서 더라고 루 야위투အဖြစ်ပြစသဖြင့်တစုံတစ်ခုရဲ့အကြောင်းတစုံတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာသုံးတယ်မြန်မာလိုဆိုရင်အကြောင်းနဲ့ပတ်သက်ပြီးဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီဟဲဆိုရဲ့ရှိမှာမြောင်စာနောင်းနဲ့တွဲပြီးတော့သုံးတယ်ဆောကိုဖြုတ်ပြီးတော့အဲ့ဒီဟဲဆိုပြီးတော့လေအတူကောင်းအနေနဲ့သုံးပါတယ်တချင်းစာသားတွေကလိုမျိုးအဲ့ဒီဟန်ပုံစံနဲ့သုံးချင်တယ်ဆိုရင်မြောင်စာအဲ့ဒီဟန်မြောင်စာဒီလိုပုံစံနဲ့သုံးလို့ရပါတယ်ဟန်ဆိုရင်တော့နေပတ်သက်တော့နေပတ်သက်တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်ဒီတချင်းစာသားလေးမှာဆိုရင်너에 대한 생각에 잠겨အဲ့ဒီဟန်ရဲ့ရှိရနော်နင်းဆိုတာကလည်းမြောင်စာပဲအဲ့ဒီဟန်နောက်ကစိတ်ကအတွေးဆိုတာကလည်းမြောင်စာပဲအဲ့လိုမျိုးအဲ့ဒီဟန်နဲ့သုံးချင်တယ်ဆိုရင်ရှေ့မှာလည်းမြောင်စာနောက်မှာလည်းမြောင်စာတွဲပြောလိုက်ရပါတယ်ဒီမှာဆိုရင်너에 대한မင်းနဲ့ပတ်သက်ပြီးမင်းအကြောင်းနေအတွေးထဲမှာနင်မျောသွားတယ်မင်းအကြောင်းတွေးထဲမှာပိတ်မိနေတယ်ဒီလိုအဓိပ္ပာယ်ရပါတယ်ဒါဆိုရင်ဒီထားကြောင်းလေးတွေကိုကိုရီးယားလိုရေးကြည့်အောင်အနာဂတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်စိတ်တွေများပါတယ်တဲ့ဒါဆိုရင်မိတဲ့တဲ့ဆို걱정이 많아요ဒီနေရာမှာစိုးကိုခွန်းစားခွေပိတ်နဲ့ထည့်ပေးထားတာကစိုးကိုထည့်ရေးလိုက်ရတယ်မထည့်လိုက်ရတယ်ဒီလိုသဘောပါမိတဲ့တဲ့걱정이 많아요နောက်တစ်ကြောင်ကျွန်တော်မိသားစုအကြောင်းမိတ်ဆက်ပေးပါမယ်တဲ့우리 가족에 대해 소개할게요 우리 가족에 대해 소개할게요နောက်တစ်ကြောင်ကိုရီးယားယဉ်ကျေးမှုနဲ့ပတ်သက်တဲ့စာအုပ်ဖတ်ခဲ့တယ်ကိုရီးယားယဉ်ကျေးမှုအကြောင်းစာအုပ်ဖတ်ခဲ့တယ်ဒီနေရာမှာနဲ့ပတ်သက်တဲ့ဆိုတော့에 대한ကိုသုံးမယ်한국 문화에 대한 책을 읽었어요 한국 문화에 대한 책을 읽었어요နောက်ဆုံးတစ်ကြောင်ငါကမီနာအကြောင်းမသိတာမရှိဘူးငါကမီနာနဲ့ပတ်သက်ပြီးတော့မသိတာမရှိဘူးဒီလိုဆိုရင်나는 미나에 대해 모르는 게 없어 나는 미나에 대해 모르는 게 없어 ဒီလောက်ဆိုရင်တော့အဲ့ဒီဆိုတဲ့ဓာတ်လေးကိုနားလည်သွားမယ်လို့ထင်ပါတယ်ဒီလက်ချင်းစာသားလေးတွေကမွန်ဘော့လေး၃ခုကတော့ပြီးသွားပြီပေါ့နော်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းတချင်းလေးတွေနဲ့အတူတူမွန်ဘော့လေးတွေကိုလေ့လာကြပါမယ်또 봐요 여러분 감사합니다 안녕